လူရလို့ဖြစ်လာကြတာသည်မကောင်းမှုနဲ့ကောင်းမှုဒီနှစ်ခုမှာဘာရှိလို့လူဖြစ်ကြသလဲလို့မေးရင်ကောင်းမှုရှိလို့လူဖြစ်ကြတာကောင်းမှုရှိလို့လူဖြစ်လာကြတဲ့လူတွေဟာကောင်းမှုကုသိုလ်တွေဘယ်လောက်များစုဆောင်ပါလာသလဲဆိုတာကြတော့မသိကြဘူးဥမာသက်ရှိကြောင့်ကောင်းမှုဘယ်လောက်ပါသလဲချမ်းသာကြောင့်ကောင်းမှုဘယ်လောက်ပါသလဲဉာဏ်ပညာထက်မြက်ကြောင့်ကောင်းမှုဘယ်လောက်ပါသလဲလို့မေးရင်လူတိုင်းဟာမသိကြဘူးအဲ့လိုမသိတဲ့အတွက်တာကြောင့်လည်းပဲယခုဦးဇင်းတို့တွေကောင်းမှုကြောင့်လူဖြစ်လာတဲ့ဘဝကိုကောင်းမှုကိုထပ်ခါပြုခြင်းဖြင့်မိမိရဲ့ဘဝကိုပို့ပြီးတောက်ပြောင်အောင်ကြိုးစားကြရတယ်။တနည်းအားဖြင့်ပြောရင်တော့ကုသိုလ်ဟောင်းတဲ့ကုသိုလ်အသစ်ဒီနှစ်ခုကိုဆက်ဆက်မိအောင်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ကောင်းကင်ကိုမော်ကြီးလာဇန်3ရက်ကစပြီးတော့မြင်ရတဲ့လ3ရက်နေ့ကမိန်လေးဖြစ်တော့လဲ4ရက်နေ့ကျကြည့်လိုက်ရဲ့ပို့ပြီးတော့တောက်ပြောင်လာတယ်။ဘာဖြစ်လို့လဲမေးရင်4နဲ့5ပေါင်းပြီးလို့အဟောင်းနဲ့အသစ်ပေါင်းပြီးလို့ဒီတိုင်းပဲ9နဲ့6ပေါင်းပြီးရင်6ရက်နေ့ကပိုတောက်တယ်6နဲ့9နဲ့ပေါင်းပြီးရင်9ရက်နေ့ကပိုတောက်တယ်9နဲ့10ပေါင်းပြီးရင်လည်း10ရက်နေ့ကပိုတောက်တယ်အဟောင်းနဲ့သစ်ပေါင်းပြီးလေးလဟာအယောင်ထွက်လေးပဲဒီတိုင်းပဲတဲ့ဦးဇင်းတို့ရဲ့ဘဝသူတော်ကောင်းတို့ရဲ့ဘဝကောင်းမှုအသစ်နဲ့ကောင်းမှုအဟောင်းဟိုဘဝကောင်းမှုနဲ့ဒီဘဝကောင်းမှုဒီကောင်းမှုနှစ်ခုပေါင်းပြီးလေးဘဝဟာတောက်ပြောင်လေးပဲလို့ဒီလိုမှတ်ရမယ်ပါပါပုံညာမနတိဇာနာတိတိမနုဿောလူရလို့ဖြစ်လာတာသည်အဲ့ဒီကောင်းမှုနဲ့မကောင်းမှုဒီနှစ်ခုကိုခွဲခြားသိလို့လူလို့ဒီလိုခေါ်တာလူတော့ဖြစ်တယ်ကောင်းမှုလည်းမသိဘူးမကောင်းမှုလည်းမသိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူမြည်ကမတ်တာပဲလို့ဒီလိုနားလည်ရမယ်တကယ်လူအစစ်မဟုတ်နိုင်ဘူးပါပါပုံညာမနတိဇာနာတိတိမရုသောပါပါပုံညာမကောင်းမှုနဲ့ကောင်းမှုဒီနှစ်ခုကိုဇာနာတိခွဲခြားပြီးတော့မှသိတတ်တယ်ဣတိတသမထိုကြောင့်မနုသောလူလို့ခေါ်တယ်မကောင်းမှုနဲ့ကောင်းမှုဒီနှစ်ခုခွဲခြားသိလို့လူလို့ခေါ်တာမကောင်းမှုဘာကြောင့်မကောင်းတာလဲကောင်းမှုကောင်းတယ်ဘာကြောင့်ကောင်းတာလဲအကြောင်းကျိုးကောင်းဆိုးကိုသိပြီးတော့မှမကောင်းမှုကိုရှောင်နိုင်ကောင်းမှုကိုဆောင်နိုင်ရင်တော့ဘဝဟာတန်ဖိုးရှိတယ်လို့ဒီလို